ခင်ဗျားကလူငယ်တယောက်ဆိုရင်ဒီဗီဒီယိုကြည့်မိတာခင်ဗျားဒီနေ့ချလိုက်တဲ့အကောင့်ဆုံးမဲ့ချက်တွေတခုဖြစ်မယ်ဆိုတော့ကျွန်တော်ရေးပြောရဲသူတဖြင့်ခင်ဗျားကျွန်တော်လိုမျိုးအသက်20နဲ့25ကြာလူငယ်တယောက်ဆိုရင်ပို့ပြီးတော့ပေါ့ဒါပေမဲ့အဲ့ထက်မကကြီးရဲလူတွေကြည့်လို့ရပါတယ်ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောမှာကကျွန်တော်တို့လိုရန်တက်မကြီးသေးဘူး20 30ပတ်ဝန်းကျင်လူငယ်အနေနဲ့နိုင်ငံရေးအခြေအနေပါညာလဲလို့မျိုးမကောင်းဘူးဗျာပြောရရင်အဲ့ကြောင့်မို့ကျွန်တော်တို့တွေဘာတွေလုပ်တင်လဲကျွန်တော်တို့ဆိုရင်ဘာတွေလုပ်မလဲဆိုတာကိုဆွေးနွေးပြီးတော့ကျွန်တော်နည်းနည်း share မယ်ပေါ့ဗျာထိတ်ဝင်တယ်ဆိုရင်တော့ဒီဗီဒီယိုကြည့်လိုက်ပါကြည့်ရတန်မယ်လို့ကျွန်တော်အာမခံပါတယ်ကဲအားလုံးပဲမင်္ဂလာပါဗျ Humanity and Success ဆိုတဲ့ကျွန်တော်ရဲ့ channel လေးရနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောသွားမှာကတက်20နဲ့အထက်ဒါမှမဟုတ်ရင်18 19ပတ်ဝန်းကျင်လူငယ်အနေနဲ့ကျွန်တော်တို့တွေတော်တော်များကျွန်တော်ပါဝင်ထင်ပါတယ်ကျွန်တော်တို့တော်တော်များနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ကျောင်းတွေပါရမတက်ဖြစ်ဖဲနဲ့ကျောင်းတက်ချိန်လွန်သွားတဲ့ဗျာအဲ့ချိန်မှာကျွန်တော်တို့တွေအလုပ်ကိုင်နေပါတယ်အချို့တွေလည်းရောက်နေကြပြီအဲ့ချိန်မှာအများကြီးဒါမျိုးကြီးလည်းမသွားခြင်းဘူးငါတို့ရန် plan ထားတာဒါမျိုးမဟုတ်ဘူးလေဆိုပြီးတွေးမိကြပါအဲ့ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲကျွန်တော်အဲ့ဒါကိုဆွေးနွေးသွားကြရမယ်ဒီနေ့မှာကျွန်တော်ဆိုရင်မြန်မာနိုင်ငံကလူငယ်တယောက်အနေနဲ့အကြောင်းလည်းမပြီးသေးဘူးဆိုရင်လုံးမဲ့အရာ၄ခုရှိတယ်အဲ့၄ခုကိုကျွန်တော်ပြောပြပေးမယ်လုံးမဲ့အရာကျွန်တော်နံပါတ်1ကတော့ဘာလုပ်မလဲဆိုတော့အင်္ဂလိပ်စာသင်မယ်အင်္ဂလိပ်စာသင်တာပဲလူတိုင်းပြောနေရတယ်လို့မပြောနဲ့တကယ်အရေးကြီးရဲ့အင်္ဂလိပ်စာသင်တာခင်ဗျားဒီဘက်ကြည့်မှာဗျာအရာအားလုံးကအင်္ဂလိပ်စာနဲ့ရေးထားတာကြည့်ပဲတကယ်ဆိုရင်ခင်ဗျားဘာပဲလုပ်ဘယ်နေရာပဲသွားအခွင့်အလမ်းတွေ opportunity တွေလေ့လာစရာတွေဆိုတာကအင်္ဂလိပ်စာနဲ့ရေးထားတာများတယ်အဲကြောင့်အင်္ဂလိပ်စာ business ပဲဥပမာကျွန်တော်နိုင်ငံခြားမှာရောက်နေပြီဆိုရင်အင်္ဂလိပ်စကားပြောရတာပြောရရင် skill တစ်ခုမဟုတ်တော့ဘူးကျွန်တော်ရင်အားဆိုရင်ကျွန်တော်ငယ်အားဆိုရင်အင်္ဂလိပ်စကားပြောရတာကြီးတကယ်ကိုတခုခုပေါ့ဗျာမင်းအင်္ဂလိပ်စကားပြောတတ်တယ်အဆင်ပြေမှာပါဆိုပြီးကျွန်တော်တို့ရင်အားတော့ပြောခဲ့ဘူးရမလားကျွန်တော်တို့ဒီမဲ့အခုချိန်မှာလူတွေကြားထဲမှာသွားနေတဲ့အခါမှာအင်္ဂလိပ်စကားပြောတတ်တာ just average minimum ပေါ့ဗျာအင်္ဂလိပ်စကားလူတိုင်းပြောလိုက်ရမယ်ဒါက business ကိစ္စကြီးတစ်ခုပဲအဲ့ဒါအရန်ကြီးတောင်ကအသုံးဝင်တဲ့ဟာမျိုးမဟုတ်တော့ဒါပေမဲ့ပြောတတ်ရမယ်အဲ့ဒါအရန်ရေးကြည့်တယ်အဲကြောင့်ခင်ဗျားတို့တင်မို့လိုရပေါ့ဗျာပြောတဲ့နောက်မှာအနည်းဆုံးဖတ်တတ်နားလဲစကားလုံးတော်များအောင်ဖတ်တတ်နားလဲ yes or no ဘာညာလောက်နဲ့ကဘာလဲပြီးသွားနေရလို့ကျွန်တော်အများကြီးမြင်ဘူးရယ်တကယ်ပြောရဲဆိုရဲလေးလာရဲဝဲလို့ပါဟုတ်ပြီအင်္ဂလိပ်စာလေးလာဖို့ဆိုရင်ဘယ်လိုမျိုးလေးလာရင်အလွယ်ကူဆုံးလဲဆိုတော့ကျွန်တော်ကိုတွေ့ကျွန်တော်နဲ့နှိုင်းပြီးပြပြပေးမယ်ကျွန်တော်အများအဖြစ်လေးလာတာကျွန်တော်ကအရင်စာကြိုးစားတဲ့အထက်မှာတော့မပါဘူးပေါ့ဗျာကျွန်တော်အများဆုံးလေးလာတာတချင်းတွေ movie တွေ series တွေကနေပြီးလေ့လာတယ်တချင်းတွေအများကြီးနားထောင်တယ်တချင်းတွေအများကြီး like ဆိုတယ်အဲ့လိုပုံစံပေါ့မင်းတချင်းတွေကစကားလုံးတွေအတိတ်ပဲလိုက်ရှာတယ်အဲ့လိုပုံစံသွားတာဥပမာခင်ဗျားတချင်းလေးတစ်ပုဒ်ကိုသဘောကျတယ်တချင်းလေးကို like ဆိုခြင်းသွားတယ်ဟုတ်တယ်မလားကျွန်တော်တို့တွေအဲ့လို like ဆိုခြင်းတဲ့အခါမှာကျွန်တော်တို့တချင်းစာတာ live risk ကိုသိအောင်လုပ်ရရောအဲ့တချင်းစာတာ live risk ကိုသိဆိုမှဒါဘာလိမ့်ပဲလဲဒီမှာ dictionary ကြည့်ရတယ်ဗာညာနဲ့ကျွန်တော်အဲ့မှာစကားလုံးအသစ်တွေဘယ်လိုမျိုးသုံးရလဲဆိုပြီးကျွန်တော်လေ့လာဖြစ်တယ်ဗျာကျွန်တော်တချင်းတွေမှာဆိုရင်နားထောင်အလွယ်ပြီးတော့လူငယ်တွေလည်းအကြိုက်ဖြစ်တဲ့ဆိုတော့နှစ်ယောက်သွားကိုကျွန်တော် recommend ပေးမယ်ဒါလူတိုင်းသိရဲ့ Taylor Swift တို့ Ed Sheeran တို့ပေါ့ဗျာသူတို့တွေကတော့ကျွန်တော်အရင်သဘောကျတယ်သူတို့တချင်းဆိုရင်လည်းကျွန်တော်နားထဲမှာနားလဲရလွယ်တယ်ကျွန်တော်အရင်ကလေးကအဲကြောင့်သူတို့တွေဆိုကျွန်တော် recommend ပေးရ beginner level နဲ့ဆိုရင်သူတို့တချင်းတွေကတော်တော်လေးနားထောင်ပြီးလေ့ကျင့်ဖို့ကောင်းတယ် movie တွေ series တွေမှာဆိုရင်တော့ series တွေတော့ကျွန်တော်ပို့ပြီးတော့ကြည့်ဖြစ်တယ်အဲ့ဒါဆိုကျွန်တော်ကိုဗစ်ကာလာတော့တော့ပေါ့ကျွန်တော်အဲ့လိုမျိုး series တွေထားကြည့်ပြီးတော့ကျွန်တော်တော်လေးနေတိုင်းကြည့်ပြီးလို့တော်လေးတို့တက်သွားတယ်ပြောရမယ်ကျွန်တော်ဘာ recommend ပေးရဲဆိုရင်အဓိကကတော့ဗျာများအဖြစ်သူthat run con နေကြည့်ရပိုကောင်းတယ်ဘာလို့လဲဆိုတော့ run con တွေကလက်တွေ့ဘဝလိုမျိုးရိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့အဲ့ဒါတွေကပို့ပြီး trend လည်းဖြစ်တဲ့စကားလုံးတွေလည်းတည်လွယ်ရပေါ့ဗျာဥပမာ France တို့ The Big Bang Theory တို့ run con series အရန်ကြည့်လို့ကောင်းတယ်ပေါ့ပါနဲ့ရတာလည်းရတယ်ဗျာရတာလည်းရတယ်ပညာလည်းရတယ်စကားပြောရလဲအရန် American accent ဆိုပေမဲ့အရန်လွယ်နားထောင်ရတာဒါမှမဟုတ်ရင် British accent နဲ့ဘိုလိုမျိုးဆက်စီကြ British accent နဲ့ပြောချင်တယ်ဆိုရင်တော့အဲ့လို Peaky Blinders ကြည့်လို့ရတယ် Peaky Blinders လူတိုင်းသိရချင်ပါလေ Peaky Blinders တော့ Thomas Shelby ဆိုပြီးနာမည်ကြီးရဗျာဒါမှမဟုတ် YouTube channel တွေမှာလည်းကြည့်ပြီးလေ့လာလို့ရတယ်ဥပမာကျွန်တော်ဆိုရင်Lingua Marina ဆိုတဲ့တရားကိုအရန်သဘောကျတယ်ဒီနားမှာမသိရင်ရေးထားပေးမယ်ပြင်မြန်မာထဲမှာဆိုရင်ကျွန်တော်ဆရာဆိုတန်းကိုအရန်သဘောကျတယ်ဆရာဆိုတန်းကထိုင်းရတက္ကသိုလ်တစ်ခုမှာပပေါင်းခနေတဲ့စာတင်နေတာသူကအရန်သဘောကျတယ်သူစာအုပ်တွေဆိုအရန်ကောင်းတယ်ဘဟုတလည်းရတယ်ပညာလည်းရတယ်အတွေ့ခေါ်ကောင်းနေတဲ့ထည့်ပေးရရန်သဘောကျတယ်ကျွန်တော်မြန်မာနိုင်ငံတော့ဆိုရင်သူစာအုပ်9အုပ်လောက်နဲ့ထွက်တာကျွန်တော်9အုပ်လုံးဝယ်ထားတယ်သူစာအုပ်တွေတော်ကောင်းတယ်လို့ပြောချင်တာကဲကောင်းတယ်အဲ့ဒါလေဟုတ်ပြီနံပါတ်1အနေနဲ့ကျွန်တော်ကြံပေးချင်တာက
အသက်ပညာတစ်ခုခုကိုသင်ဖို့အသက်ပညာဆိုတာကျောင်းစာပွဲလို့ပါတော့ပြောတာမဟုတ်ဘူးเนาะခင်ဗျားကိုပတ်စံရှာပေးပြီးတက်တက်တာလုံနိုင်တဲ့အသက်ပညာဥမာထမင်းချက်တာပဲဖြစ်ဖြစ်ဘာတန်တာတို့ coffee ဖြောတာတော့ဖြစ်ဖြစ်အဲ့လိုမျိုးပေါ့ဘယ်သူမှ master worker ဗျာအလုပ်ကျန်းကြီးပဲပွဲမရဝင်တဲ့အချိန်လုံးအဲ့လိုမျိုးရလုပ်ချင်မဟုတ်တယ်မလားကျွန်တော်ဆိုလဲ master worker တယောက်ပဲဒါပေမဲ့ကျွန်တော်တင်ယူနေပါတယ်ပညာရက်တွေကိုရန်တော့မကောင်းသေးဘူးဆိုပေမဲ့ကျွန်တော်လည်းတင်ယူနေပါတယ်အဲ့လိုမျိုးပေါ့ကျွန်တော်တို့အချိန်လုံးအဲ့လိုမျိုးကြီးအလုပ်ကျန်းကြီးပဲတော့မလုပ်ချင်ကြဘူးဘယ်သူမှဟုတ်တယ်မလားအလုပ်ကျန်းဆိုတာဒီတိုင်းပဲဘာသာကပြောတာရင်းနေလို့ဖြစ်သွားတယ်เนาะတကယ်တော့အဲ့လိုမျိုးဘွဲမရဝင်လည်းလုပ်ရလုပ်လေဆိုတာခင်ဗျားလည်းသိပါတယ်ကျွန်တော်လည်းသိပါတယ်ဒါဘွဲရပြီးတော့လုပ်လေလောက်တော့ချုံမေးပေါ့ပါအဲ့လိုမျိုးတော့မဟုတ်ဘူးပေါ့ဗျာပိုတော့ခက်တယ်ဘွဲရရင်တော့အခုချိန်မှာရန်ခက်ခဲနေတာဒီခေတ်ကလာကြီးอ่ะဘွဲမရအောင်ဆိုပို့ဆိုးပေါ့အဲ့ချိန်မှာကျွန်တော်တို့ကအသက်ပညာတစ်ခုခုတော့တတ်ထားဖို့လိုတယ်ဒီညီကလာရပတ်စံဆိုတာလည်းလို့ပဲပတ်စံဆိုတာအရင်ရေးမကြည့်ဘူးဆိုပေမဲ့ပတ်စံဆိုတာအထိုက်ကျတော့ရေးကြည့်ရဆန်ပေါ့ကျွန်တော်တို့ပတ်စံရှာဖို့တက်ပညာတစ်ခုတော့တတ်ဖို့လိုမယ်ကျွန်တော်ကခုလောတဲ့ content လုပ်နေတယ် content creator တယောက်ဆိုတော့ကျွန်တော်ရဲ့ level တွေကကြံပေးရမယ်ဆိုရင်ကျွန်တော်ခြား level တွေလည်းမသိလို့ပါကျွန်တော်ရဲ့ level တွေကလေးလာလို့ကောင်းတဲ့ဟာတွေကိုပြောရမယ်ဆိုရင် video editing အလုပ်ကအရန်ပေါ်ရတော့ထင်တာထက်ကိုပိုပေါ်တယ်ကျွန်တော်ဆိုရင်တစ်လားကို3-4ခု post တွေအရန်တွေ့တယ်ဒါမှမဟုတ်ကျွန်တော်အမြဲတမ်း like ကြည့်နေတဲ့လူမဟုတ်ဘူးအဲ့လို video editing ခေါ်ရလူတွေခေါ်နေတဲ့လူတွေအရန်များတယ်အဲ့လောက်ရှိမလဲဥမာ5သိန်း6သိန်း8သိန်း10သိန်းအဲ့လောက်တော့ရကြတယ်ပြောရင်တော့လေးကောင်းတဲ့လုပ်ပေါ့ဗျာလေးလောက်လည်းအရန်တော့မခက်ဘူးဒါမှမဟုတ် graphic designer တော့ဘာညာပေါ့ဗျာအဲ့လိုပုံစံတွေလေးလာတင်တယ်လို့ကျွန်တော်ထင်တယ်အရန်လည်းမခက်ဘူးလောက်ကင်ခွင်လည်းလောစင်မှာအရန်များနေသေးတယ်အဲ့ကြောင့်မို့လေးလာရင်တော့မစိုးဘူးပေါ့ဗျာတခုတက်ထားတော့မကောင်းတယ်ဟုတ်တယ်မလားပြီးတော့နောက်တစ်ခုအရန်ရေးကြည့်ပြီးမရှိမဖြစ်တင်ထားတင်တာ sales ပဲ sales ဆိုလို့အယောင်းသမားအယောင်းဝင်ရလောက်ခိုင်းတာမဟုတ်ဘူးเนาะဒါပေမဲ့ sales တွေကနေရာတိုင်းမှာရေးပါတယ်ကျွန်တော်တို့ဘွားရဲ့နေ့စဉ်အစိပ်ပိုင်းတော်တော်များမှာသုံးနေရတဲ့ပညာရပ်မျိုးဥပမာဗျာခမညာကောင်မလေးကိုရေးသားကားပြောနေတာမှဒါခမညာဘယ်လိုလဲဆိုတာကိုကိုဒါကြော်ညာပေးရပြီဒါ sales သဘောတရားပဲဥပမာခမညာလှုပ်လို့ချင်းတော့ interview သွားရင်ဖြစ်ခမညာကို interview ရဲ့လူရှိမှာဒါခမညာကိုခမညာကြော်ညာရတော့မှာဒါလည်း sales ပဲအဲ့လိုမျိုးပေါ့နေရာတိုင်းမှာ sales သဘောတရားအသုံးဝင်တယ်အဲ့ကြောင့်ကျွန်တော်တို့ sales အကြောင်းတတ်ထားရဲဆိုရင်ဒါမရှုံးဘူးပေါ့ဗျာဟုတ်ပြီနံပါတ်3ကြောင်းပြောအောင်နံပါတ်3ကတော့ဒါလူတိုင်းသိရဲ့ AI ပေါ့ဗျာ AI ကတကယ်ကြောက်ဖို့ကောင်းတယ်နော် AI ကအရန်ကိုတိုးတက်လာပြီးတော့လူတွေကိုလည်းတကယ်အစားထိုးနေပြီလောက်ကိုင်နေနိုင်ငံခြားမှာလူတွေအများကြီးလှုပ်ပြုတ်ပြီး AI အကြောင်းမို့လှုပ်ပြုတ်တယ်ဖြစ်တယ်ညာဖြစ်နေပြီတကယ်ကြီး AI ကတကယ်ကိုအရန်သုံးဝင်တယ်လေးလာစားတင်တယ်ဒါပေမဲ့ AI ကလက်ရှိမှာတိုးတက်ဆဲပဲဖြစ်နေသေးတာတဲ့လိုင်းမော်ကတင်တန်းနေဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုတင်တန်းနေကျွန်တော်အားပေးတယ်ကျွန်တော်အားပေးတာကလုံးဝအရင်ကျွမ်းကျင်မဟုတ်တော့မှအနည်းဆုံးသိထားတဲ့နယ်လို့ထင်တယ်ဥပမာကဟိုတလောကတွေ့လိုက်ပါတယ်ကျွန်တော်ဟိုဇိုရီယာဆိုင်နေတယ်လို့ကတ်တွန်းပုံလေးထုတ်တာတော့ပါတော့အဲ့လိုမျိုးပေါ့ဒါပေမဲ့ခင်ဗျာအဲ့လိုမျိုးဆိုရင်တော့မှ pro မှတ်ထားမှာမဟုတ်သူတို့ဘယ်လိုမျိုးလုပ်တယ်ဘယ်လိုစိုက်ရေးရိုက်လို့ဘယ်လိုမျိုးပြန်လဲဆိုရဲသဘောတရားကိုနားလည်အောင်လုပ်အောင်ပါ pro ဆိုတာလူတိုင်းထုတ်ရတယ်ဥပမာအဲ့ထက်မကားလေးအောင်မှထုတ်လို့ရနေပြီ AI တွေကတကယ်ကိုဆောင်ရမ်းကျန်းနေပြီအဲ့တော့လေးလာထားတင်တယ်ပြီးတော့နောက်တစ်ခုနံပါတ်4နဲ့ကျွန်တော်ပြောချင်တာကပေါင်းသင်းဆက်ဆံရေးကလည်းပြောရတာ tricky တော့ဖြစ်တယ်ကြနည်းနည်းထိလက်ချလဲကျွန်တော် theory 1နဲ့ theory 2ဆိုပြီးပြောပြရမယ် theory 1ကကျွန်တော်ထိအောင်ဆုံးပြောရမယ်ဆိုရင်ကျွန်တော်ဖတ်ဖူးတဲ့စာအုပ်ထဲကဟာလေးပြောပြမယ်အဲစာအုပ်ထဲကပြောထားတာကမင်းရဲ့ဘွားအခြေအနေကလက်ရှိမင်းပေါင်းနေတဲ့တကယ်ချင်း9ယောက်ရဲ့ပြန်ကြအခြေအနေပဲအဲ့ဒါပြောနားလဲလားဥပမာခင်ဗျား9 6 9 8 9 10ဆိုပြီးတော့တကယ်ချင်း9ယောက်ပေါင်းနေသူတို့ရဲ့ပြန်ကြက 7.5 ပဲဟုတ်တယ်မလားအဲ့တော့ခင်ဗျား 7.5 တော့ရောက်လိမ့်မယ်ဆိုပြောချင်တာဒါမှမဟုတ်ခင်ဗျား1 3 4 5နဲ့ပေါင်းနေတော့သူတို့ရဲ့ပြန်ကြ2.5ဖြစ်ပြီခင်ဗျား2.5ဖြစ်လာမှာလို့ပြောရင်တာအပေါင်းအသင်းမမားသေးနဲ့ပေါ့ဗျာအဲ့လိုမျိုးပေါ့ခင်ဗျားပေါင်းတဲ့နေရာခင်ဗျားရဲ့ mindset ပေါ့ဘဝပေါ်မှာကြောင်ပြန်ဟက်ပြီးတော့ထိရောက်မှုရှိတယ်ဒါတကယ်တော့ဟုတ်တယ် peer pressure ပေါ့ဗျာဥပမာခင်ဗျားရဲ့တကယ်ချင်း9ယောက်လုံးကဂျင်စော့နေပြီဆိုရင်ခင်ဗျားတေချာပေါ့ဂျင်စော့ရခိုင်နှုန်းပုံများတယ်လုံးဝလူကွာလာလို့ပြီးလုံးဝငါမစော့ဘူးကွာဖြစ်တဲ့ညာဖြစ်တဲ့ဆိုရဲလူတွေရှိပေမဲ့အများစုကတော့စော့ကြတယ်ဟုတ်တယ်မလားခင်ဗျားလည်းသိပါတယ်ကျွန်တော်လည်းသိတယ်ဒါလူတိုင်းသိတဲ့ကိစ္စတစ်ခုပဲဥပမာတကယ်ချင်းနေပျော်တယ်ပါတယ်ရက်တွေတောက်တယ်ဆေးတောက်တယ်ဆိုရင်ခင်ဗျားလည်းဖြည်းဖြည်းနဲ့တော့တစ်ခုခုကတော့ပါလာပါလာပဲဆိုရင်လည်းခင်ဗျားကိုယ်တိုင်ကညင်းတော့မှအမြဲတမ်းဆိုရင် peer pressure ကြောင့်မို့ဖြည်းဖြည်းနဲ့တော့လက်ရုံမိသွားတာပဲဟုတ်တယ်မလားအဲ့လိုမျိုးပေါ့ပေါင်းတင်မှားဖို့လည်းအရေးကြီးရဲဆိုရဲဒါပေမဲ့ကျွန်တော်အမှန်တမ်းပြောမယ် theory 1ကကျွန်တော်
တခါလေးမှဆင်ကျင်မိတယ်ကြာဒါပေမဲ့ theory 2ကကြာကျွန်တော်ဖြေသားလို့ပြောလို့ရတယ်အဲ့နှစ်ခုကနည်းနည်းစန့်ကျင်မှဖြစ်နေ theory 2ကကြာတော့ဘယ်လိုပြောမလဲဘွားဆိုအရင်အရှိမဟုတ်ဗျာတကယ်ချင်းတွေပြောပါလေတကယ်တော့နေတင်ပါတယ်လူငယ်ဘွားမှာတခါကြာကျွန်တော်တွေးမိတယ်ကျွန်တော်တကယ်ချင်းတွေအခုချိန်ဆိုရင်ဗျာကျွန်တော်ကတကယ်ချင်းတွေအရန်နေသွားပြီရင်တော့ပခုံးဘက်ပေါင်းပြီးသွားလာစားတော့ရှိရလူတွေတော့အခုချိန်မှာနှစ်နှစ်သုံးနှစ်လို့စားတဲ့ကြောင်ပိုးပြတဲ့တကယ်ချင်းတွေအများကြီးဖြစ်သွားပြီတခါလေတွေးမိရအော်ငါအဲ့တော့ငါလားဒါမျိုးမလုပ်ခဲ့ရင်ဒီကောင်လေးကငါသူ့ကိုနားလဲပြီးတော့ငါအဲ့လိုမျိုးအရင်ရင်းပြောခဲ့ရင်တော့ဘာလို့ညာတော့ဗျာဒါပြန်ပြီးတော့ကျွန်တော်ပြန်တွေးပြီးနောက်လာရမိပါတယ်ချိုးဟာတွေအဲ့မျိုးတကယ်ချင်းတွေအများကြီးပဲကျွန်တော်တို့တက်ကြီးလာတယ်ဗျာဝေဝါပေါ့ဆောင်းရှုံးသွားတော့မဟုတ်ဘူးစကားမပြောပြတော့ဘူးသူလည်းကျွန်တော်ထင်လိမ့်မယ်ဒီကောင်ကိုပြောရင်ဒီကောင်ကောင်းမှပြန်ပြောပါမသိဘူးပြောပါပဲကောင်းပါလေဆိုတာမျိုးကျွန်တော်လည်းသူတို့ဘယ်ကအစပြောရမှမသိဘူးအကြာကြီးဖြစ်နေရောဆိုတော့ငါမင်းတို့လုံးဝကြီးမေ့နေတာကွာငါအဆင်ပြေနေရောဆိုပြီးတော့တပြောပါလားလို့တော့ပြောရုပ်လေးနော်sorry ခုနကတော့ဖုန်းက hit တိုက်ပိတ်သွားလို့ကျွန်တော်ပြောနေတာခုနကလိုမျိုး theory 1နဲ့ theory 2ကို balance ကြနဲ့အရင်တစ်ဖက်ကမှအဆုံးမရောက်ဖိုင်နေနေွားတော့အကောင်းဆုံးတော့ကျွန်တော်ပြောချင်တာအားလုံးပဲ good night ဗျာ